ခုနကတော့ prioritization ကိုစဉ်းစားတဲ့အချိန်မှာပေါ့နော် impacting level တွက်ခဲ့တယ်လို့ပြောခဲ့တယ်အဲ့ခါကျတော့အဲ့ဒီ impacting level ကိုတွက်တဲ့အချိန်မှာပေါ့နော်dispute တွေ conflict တွေမဖြစ်ကြဘူးလားပေါ့အဲ့တော့ stakeholder တွေအများကြီးပါလာအဲ့ဒီ service owner business owner နောက်အဲ့ဒီ service ကို run နေတဲ့ system ကို manage လုပ်တဲ့ system owner နောက် incident manager incident coordinator နောက် operation head of IT operation head of IT နောက် IT head of application operation စသဖြင့်ပေါ့ stakeholder တွေအများကြီးပါလာတယ်ပေါ့နော်ဒီ network နဲ့ network ပိုင်းကလည်းမဖြစ်ပေါ့ incident ဖြစ်တဲ့အခါတိုင်း basic troubleshooting လုပ်တဲ့အချိန်မှာ network က properly လုပ်လားအဲ့ system ကသူ့ရဲ့ဒီ run ရမယ့် service တွေအကုန်လုံးပုံမှန်တိုင်း run ရလား system health check တွေပြင်ကြည့်တာတော့ကြားလိုက်ပါတော့အဲ့ဒါပြောချင်တာ stakeholder တွေအများကြီးပါလာတဲ့အချိန်မှာဒီ priority ကို define လုပ်တဲ့အချိန်မှာ conflict တွေဖြစ်နိုင် dispute တွေဖြစ်နိုင်တယ်ပေါ့နော်တော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ရအတွက်ကျမတို့ကဘာလုပ်ရလဲဆိုရင် priority matrix ကိုကြိုးပြီး define လုပ်ထားရတယ်အဲ့ priority matrix တဲ့မှာဒီ critical system တွေကိုထုတ်ပြပြီးစဉ်းစားတာပေါ့နော်ဒီကိုယ့်ရဲ့ organization မှာ critical system တွေကပါတယ်လေ critical services တွေကပါတယ်လေပေါ့အဲ့ critical system list ကတက်ထား define လုပ်ထားတယ်နောက်တစ်ခုကကြတော့အဲ့ဒီ system မှာအဲ့ဒီ service ကဘယ်လောက် percentage ထိလျှော့ကျသွားလဲဥပမာ transaction ဘယ်လောက်လျော့ကျသွားလဲဒါမှမဟုတ်ရင် revenue amount ဘယ်လောက်ထိလျော့ကျသွားလဲဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ system ကိုဘယ်လောက်ကြာအောင်သူ့ရဲ့ system outage ကိုဘယ်လောက်ထိပဲပေးပြီး down နိုင်တယ်လဲအဲ့ဒီ definition တွေအကုန်လုံးကို impact clarification အနေနဲ့ priority matrix တွေမှာထည့်ပြီးတော့ define လုပ်ထားတယ်ဥပမာအပြင်ပေါ့နော်ဒီ charging နဲ့ billing system charging နဲ့ billing system ဒီ 24/7 365 days up and running ဖြစ်နေရမယ်လုံးဝမ download မရတဲ့ system လုံးဝမ download မရတဲ့ service ဘာကြောင့်လဲဆိုတော့ billing လုပ်တယ် charging လုပ်တယ်ဆိုတာ airtime လုံးဝမတော့တောက်လျှောက် calculation လုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒါအဲ့ဒီ system CPS ခေါ်ပါတော့အဲ့ဒီ CPS system down နေဆိုရင်တော့တေချာပေါ့ CPS service တခု down နေဆိုရင်တော့တေချာပေါ့ပြီးဝမ်းမယ်